တခါကတက္ကသိုလ်ပြည်ရဲ့မနီးမဆက်ရွာတရွာမှာကြော်ကြော်လို့ခေါ်တဲ့လူကလေးရဲ့နွားပေါက်ကလေးရဲ့ရှိတဲ့နွားပေါက်ကလေးကိုကြော်ကြော်ကတန်ရောစင်တွင်မိပြီးတားရင်းလိုချစ်ခင်တဲ့အတွက်တယူတရနဲ့ကျွေးမွေးထားတာပေါ့နွားကလေးကလည်းကြော်ကြော်အပေါ်မှာတန်ရောစင်တွေတာမိပြီးကြော်ကြော်ကိုသူ့သခင်အဖြစ်သတ်မှတ်ထားတာပေါ့ကြော်ကြော်နဲ့နွားကလေးတို့ကြားတန်ရောစင်ကခိုင်တထက်ခိုင်မြဲလာခဲ့ကြတယ်ဒီလိုနဲ့နှစ်အတော်ကြာတဲ့အခါမှာတော့နွားကလေးလည်းအရွယ်ရောက်လာသလိုအရန်တန်မာတဲ့ပြပြဖြိုးဖြိုးနွားကြီးဖြစ်နေတာပေါ့နွားကလေးရဲ့တန်မာပုံကတော့တခြားနွားတွေကြားထဲမှာထင်ပေါ်နေတာပေါ့ကြော်ကြော်ကလည်းကုန်တယ်လုပ်ငန်းနဲ့အသက်မွေးဝမ်းကြောင်းပြုနေတဲ့တရက်မှာတော့ကြော်ကြော်တို့ကုန်တယ်ဖွဲ့ဟာတခြားတိုင်းပြည်ကိုကုန်သွယ်ဖို့အတွက်ပြင်ဆင်ကြတာပေါ့လဲစည်းရီ1000ကျော်ကိုဝေးလံတဲ့တိုင်းပြည်ကိုတွားဖို့အတွက်ပြင်ဆင်ထားကြတာပေါ့ခီးကလည်းဝေးတွားရမယ့်ကာလကလည်းကြာမှဆိုတော့စနစ်တကျနဲ့ထုတ်ဖို့ပြင်ဆင်နေကြတာပေါ့ကန်ဆိုးစွာနဲ့ပဲတွားတဲ့ခီးလမ်းမှာမိုးတဲထန်စွာရွာသွန်းနေမှုကြောင့်ရွနှုတ်တွေကြားထဲကနေခက်ခက်ခဲခဲသွားနေကြတာပေါ့ဒီလိုနဲ့ဂုံတွေဆွဲနေတဲ့နွားတွေလည်းအားအင်တွေကိုပုံမိုစိုက်ထုတ်ရပြီးတော့ပုံမှန်ထက်30ဆခက်ခဲတဲ့ခီးချမ်းကြီးဖြစ်နေတော့တာပေါ့တရက်မှာတော့ကုန်ပစ္စည်းတွေအပြည့်တင်ထားတဲ့လှဲတန်းကြီးကရွနှုတ်တော်ထဲမှာနစ်မြုပ်နေပြီးရုံမထွက်နိုင်ဖြစ်နေတဲ့တခြားနွားတွေနဲ့တင်ဖို့စူးစမ်းတော့လည်းပဲနုံကကြီးမားတဲ့အတွက်မဆွဲနိုင်ဖြစ်နေတာပေါ့မဆွဲနိုင်တာလည်းမပြောနဲ့နွားတွေကလည်းအားအင်တွေကုန်ခန်းနေပြီကိုဒီချိန်မှာပဲကြော်ကြော်နွားကြီးကသူ့ဆွဲမဲ့ဆိုပြီးလဲနားမှာရစ်တီလာလုံနေတော့ကြော်ကြော်ကလည်းနွားကြီးကိုဆွဲစီခဲ့တာပေါ့ခရီးကအစင်မပြေတာကတကြောင်ရာသီမျိုးကအမြဲမိုးရွာနေတာကတကြောင်ကြော်ကြော်ကလည်းစိတ်နှောက်ယှက်ဖြစ်နေတာပေါ့ကြော်ကြော်ကဒီလိုနဲ့စိတ်ဆိုးဆိုးနဲ့နွားကြီးကိုအော်ဟန်ငောင်ငံခိုင်းစေလိုက်တာပေါ့ဟဲ့နွားဆွဲဆန်းတေချာဆွဲကျိန်လို့လိုက်ရမလားဟဲ့နွားကြီးကကြားတော့အင်းကတခင်ကငါ့ကိုတခါမှခုလိုညဉ့်ညမ်းတဲ့စကားလုံးတွေနဲ့မပြောဘူးပါဘူးငါတခင်ကိုကူလဲကူရင်းမယ်ငါ့ကိုကောင်းကောင်းမပြောတဲ့အတွက်ငါမဆွဲနိုင်ဘူးကွာလို့တွေးပြီးမဆွဲပဲရက်နေတာပေါ့ခုခါမှကြော်ကြော်ကတတိယပြီးစကားချူကလေးနဲ့ဖေသားကြီးမင်းဆွဲပြလိုက်စမ်းပါကွာဖေသားကြီးမင်းလုံနိုင်ပါတယ်လို့နွားကြီးကိုပုတ်တက်ပြီးစကားချူတွေးလိုက်တာပေါ့ဟောဒီတခါမှနွားကြီးကလှဲကိုနှုတ်တွေကြားကနေတစည်းပြီးတစည်းဆွဲပြတော့တာပေါ့ဒီလိုနဲ့ကြော်ကြော်တို့ကုံတဲ့အဖွဲလဲတခြားတိုင်းပြည်ကိုချုံမွေနဲ့ရောက်ရှိသွားတာပေါ့အဲ့တော့မှကြော်ကြော်ကနွားကြီးကိုပိုမိုချစ်ခင်တန်ရောစင်တွေ့တာမိလေတော့တဲ့